မိန်းကလေးတယောက်ဟာချမ်းသာတဲ့လူငယ်သခင်လေးရဲ့ကိုကြီးကိုတာအစီကံဖြစ်ဝင်ရောက်လုကင်လာခဲ့တဲ့အချိန်မှာပဲအိမ်ပေါ်တယောက်ရဲ့မနာလိုစိတ်ကြောင့်မတော်တဆတိုက်မိခံလိုက်ရတဲ့အချိန်ပြင်းပြင်းနဲ့သူမဟာလူငယ်သခင်လေးအပေါ်ပြုတ်ကျသွားပြီးခေါင်းကနောက်ကပ်ပြီးလို့ကိုပြင်းပြင်းထန်ထန်ဆောက်မိသွားတယ်တွေးထွက်နေတာကိုသတိထားမိတဲ့အချိန်မှာပဲသူမအလွန်တုန်လှုပ်သွားခဲ့တဲ့ထိုစဉ်မှာပဲဗီရိုပေါ်ကပန်းအိုးတစ်လုံးပြုတ်ကျလာပြီးသူမကသူ့ကိုကာကွယ်ဖို့ရှေ့တိုးလိုက်တာကြောင့်ပန်းအိုးဟာသူမရဲ့ကြောပေါ်ကိုကျကွဲသွားပြီးပြင်းထန်ဒဏ်ရာရသွားတယ်ဒါကိုမြင်ပြီးအိမ်ဖော်ကလူငယ်သခင်လေးကိုချက်ချင်းခေါ်ဆောင်ကုသပေးခဲ့ပြီးသခင်မကြီးကတားတန်ရာကိုမြင်တဲ့အခါဒေါသထွက်သွားတဲ့အိမ်ဖော်ကမိန်းကလေးကတွန်းချခဲ့တယ်လို့လိမ့်လေပြောလိုက်တာကြောင့်သခင်မကြီးကမိန်းကလေးကိုပါရိုက်ပြီးအိမ်ထဲကနေချက်ချင်းထုတ်ပစ်ဖို့အမိန့်ပေးခဲ့တယ်အိမ်တော်ထင်းကလည်းသူမကိုကြမ်းတမ်းစွာတွန်းထုတ်ပြီးရှင်းပြခွင့်မပေးဘဲမောင်းထုတ်လိုက်တဲ့မိန်းကလေးကဒေါသထွက်စွာနဲ့အမှန်တရားပြောဖို့ကြိုးစားပေမဲ့အခွင့်အရေးမရဘဲအဆုံးမှာခီးဆောင်အိမ်နဲ့အိမ်ကြီးကနေထွက်သွားခဲ့ရတယ်အဲ့ဒီအချိန်မှာဒဏ်ရာရနေတဲ့လူငယ်သခင်လေးနိုးလာပြီးဖြစ်ရဲ့အမှန်ကိုသိသွားတဲ့အခါမိန်းကလေးကသူ့ကိုကာကွယ်ခဲ့တာကိုချက်ချင်းရှင်းပြတယ်သူ့အကူကလည်းအခြေအနေမမှန်ဘူးလို့ခံစားမိတာကြောင့်အိမ်တော်ထင်းကိုမေးမြန်းရမှာကင်မရာမှတ်တမ်းစစ်မယ်ဆိုတဲ့အခါသူချက်ချင်းကြောက်လန့်ပြီးအမှန်တရားကိုဝန်ခံလိုက်ရတယ်ဒါကြောင့်မိန်းကလေးဟာမတရားစွာပြုမှုခံခဲ့ရတာဖြစ်ကြောင်းအားလုံးသဘောပေါက်သွားတယ်